ဒီနည်းနဲ့သောတာပန်ကဏ္ဍမှာကျိုးဆိုပါရယ်။ကဲညီမရေဒီတစ်ပတ်ဘိုးပြည့်သက်ကြီးအတွက်ရမ်ဇန်မူဘာရက်ဖြစ်ထူးခြားလေးဘယ်လိုတင်ဆက်ပေးသွားဖို့စီစဉ်ထားရဆိုတာပြောပြပေးပါဦး။ဟုတ်ကဲ့ပါကိုညီမတို့ဒီတစ်ပတ်မှာမြင့်မြတ်တဲ့ရမ်ဇန်လမြတ်ကြီးအကြောင်းကိုဂုဏ်ပြုသိဆိုထားတဲ့အဆိုတော်မဟာဇင်ရဲ့ရမ်ဇန်တန်စင်ကိုတင်ဆက်ပေးသွားမှာပါကို။ဝါရမ်းမိုက်တာပဲဒါမိနစ်ကလေးကထွက်ထားတဲ့မဟာဇင်ရဲ့အကောင်းဆုံးတွေကတူပဲနော်။ရမ်ဇန်ယာဘီရမ်းမိုက်တဲ့တန်စင်လေးပဲ။အခုစပြနာနဲ့တော့လိုက်ဆိုခြင်းစိတ်တွေပေါက်လာပြီ။ဟဲဟုတ်တဲ့အကူကြီးမူရင်းအဆိုရှင်ကအင်္ဂလိပ်အာရဗီမလေးဘီဟာစာတူရကီဘာသာစကားတွေနဲ့တင်ဆက်ပေးထားတာကိုထုံးစံအတိုင်းညီမတို့လင်းမြတ်ဝန်ကနေမြန်မာဘာသာနဲ့တင်ပြပေးသွားမှာပါအဆိုတော်မဟန်စင်ကလည်းအဆိုကောင်းဘာသာတွေကလည်းအဓိပ္ပာယ်ကောင်းလို့ကတော့အမှန်လားမျက်စိကိုပို့ပြီးခံစားနေကြရတော့ဟုတ်လားဒါဆိုရင်ဘာတွေလဲဆိုတော့ပြိတ္တကိုရှင်းပြပေးပါဦးဟုတ်ဒီလိုကိုရဲ့ရမ်ဇန်လားမျက်ကြီးဟာလူသားတွေကိုကောင်းမှုတွေဘက်ကိုဆွဲဆောင်တဲ့လားမျက်ကြီးဖြစ်တယ်ရမ်ဇန်လားမျက်ကြီးဟာချမ်းမြေ့မှုပေါင်းခါညောင်းတဲ့လားဖြစ်တယ်လို့ကြည်နူးစရာကောင်းတဲ့လားမျက်ဖြစ်တယ်မကောင်းမှုတွေဘက်ကိုရမုန်းစိတ်တွေဖြစ်လာရပြီးလာရှင်တဲ့ဘက်ကိုပြန်လဲစီကိုတွန်းအားရပေးရဲ့လားမျက်ကြီးဖြစ်တယ်ဆိုတာတွေကိုရေးဖွဲ့ထားတယ်လေကိုရဲ့ဒါအပြင်ရမ်ဇန်လားမျက်ကြီးရဲ့ဒါလားပေါင်းမှုတွေကိုအမြဲတမ်းအမှတ်တရဖြစ်စေတယ်ရမ်ဇန်လားမျက်ကြီးကဒီနေ့ပတ်လုံးဖြစ်နေရင်ဘယ်လောက်ကောင်းမလဲသူနဲ့မခွဲနိုင်လို့သူကြောက်ွယ်မသွားရအောင်သူကြောက်အောင်လဲဆိုပြီးသိရတဲ့စစ်သူတယောက်လိုရမ်ဇန်ကိုမိမိရတင်လာရေးဖွဲ့ထားတယ်နော်ဟုတ်တယ်အခုအော်ဒါနဲ့ညီမတို့ရဲ့ကြည်နူးရင်ကဏ္ဍကိုငယ်ပြိတ္တကအများဆုံးအားပေးတယ်နော်ဟုတ်တယ်လေမင်းမြတ်ဝင်ရဲ့ကဏ္ဍအများကြီးထဲမှာပြိတ္တတက်ရဲ့ကဏ္ဍတို့ဆိုရင်လည်းမမဟုတ်ဘူးပြိတ္တအားပေးမှုများတော့ဝေဖန်တာလည်းအများဆုံးခံရတဲ့ကဏ္ဍပဲညီမရဲ့ဟုတ်ညီမလည်းအဲ့ဒါကိုအခုပြောမလို့ပဲဒါကိုဘာကြောင့်ထုတ်မြင်ပေးရရဲဆိုတာအရင်ကလည်းညီမတို့ရှင်းပြခဲ့ပြီးတယ်လေခုလည်းကိုကပဲထပ်ပြီးပြိတ္တကြီးကိုရှင်းပြပေးပါလားဒီစီစဉ်ရဲ့ရွယ်ချက်ကိုထပ်ပြီးသိရအောင်လို့ပေါ့အခုရဲ့ကောင်းတာပေါ့ရွယ်ချက်ကိုရှင်းပြရင်မှာပြောပြစရာလေးနည်းနည်းရှိသေးတယ်ဟုတ်ကဲ့ဗာများလဲကိုနည်းလောက်ပြပြပေးပါလားဒီချက်ကတော့အကိုအစံဘာသာဝင်တွေမှာအမယုံကြည်မှုနဲ့ပတ်သက်လာရင်သကလုံးတစ်လုံးတော့မှားယွင်းလို့မရဘူးလေဒါကြောင့်ကိုဖိလက်ရောက်တော့မဟုတ်ဘူးပြောဆိုမူရာလေးနဲ့တော့အမယုံကြည်ချက်ကိုထိခိုက်စေမဲ့သကလုံးတွေမပြောမရအောင်လို့ထူးထူးစိုက်ရတယ်ဟုတ်ပါတယ်ဒုတိယချက်ကတော့လူသားအများစုကဂီတနဲ့ရှင်းတယ်လို့ညင်းလို့မရဘူးဂီတကိုအများဆုံးနှစ်သက်သူတွေရတော့ငယ်ရွယ်လေအစံစံသာတော့မျက်မှာလဲအများစုတော့ဂီတစံတွေတွက်နိုင်တဲ့တူရိယာတစားပလာတွေကိုတီးခက်ရှင်းတွေတီးမုတ်ရှင်းတွေထိရိုက်ရှင်းတွေအဲ့တူရိယာရနေထွက်လာတဲ့တန်စင်တွေကိုနားထောင်ခြင်းတွေကိုလုံးဝမပြုလုပ်ကြဘူးအသစ် story ကပြင်းပြင်းထန်ထန်မိတ်ဆိုတာရယ်ညီမရဲ့ဒါဆိုအခုညီမတို့တင်ဆက်ပြီးသွားမှာကဟုတ်ပါတယ်အကိုတို့အခုတင်ဆက်ပေးမှာဂီတတန်စင်တွေတိကျတဲ့သရှင်တွေပြင့်နေတယ်ဒါကြောင့်အကိုဘုံမှာပြောထားလို့ပေါ့လူတိုင်းဂီတနဲ့မကျင်းနိုင်ဘူးဆိုတာလေအကိုတို့ကတန်စာတော့နားမထောင်ဘူးမှာထားတော့ပဲဘာဖြစ်ကျူးလွန်ပြီးတော့တန့်ကျင်ပြီးတော့သရှင်တွေကိုနားထောင်နေကြတယ်ကိုဆိုတာအဲ့ဒီသရှင်တွေမှာလူငယ်သူ့မြူတွင်းတဲ့အရာတွေတဏှာရာကောထားကြတဲ့အရာတွေတော့သူမြတ်ကိုချစ်လို့ခေါ်တဲ့ဒီဖက်နိုင်ကျင်တဲ့သကလုံးမျိုးတွေဒါမျိုးတွေကိုစံတရားတော်တွေကတန့်ကျင်မှုတွေတပြုံကြီးပါဝင်နေတယ်လေအဲ့ဒါတွေကိုပဲလူငယ်ရဲ့နေကြိုင်နေနားသင်ခံစားနေကြတယ်ကိုဒီစိတ်ရိုင်းနေရတယ်အဲ့ဒီຢာကိုတွားရဖို့လောက်ဆောင်ဖို့အတွက်တွားပေးနေခြင်းကိုခံရတယ်ဟုတ်တယ်နော်ကိုသရှင်တွေနားထောင်ပြီးအဲ့ဒီကပုံစံမျိုးတွေကိုအတူတူခံစားနေမိတာတွေကိုတုံ့ပြန်တယ်နောက်ပြီးတစ်ခါတလေဆိုရင်ညီမကိုယ်တိုင်တော့သရှင်တွေကထိဖြစ်စေတဲ့စကားလုံးတွေကိုရွတ်ဆိုမိတာတွေရှိတယ်ညီမတို့လည်းအဲ့လိုမျိုးဖြစ်ပျက်တွေကိုခဏခဏကြုံပြီးနေကိုရဲ့ဟုတ်တယ်အခုပြောချင်တာအဲ့ဒါပဲလေအခုတို့အခုထုတ်လွှင့်တင်ဆက်ပေးရရွေးချက်ကလူငယ်ကြိုက်တဲ့သရှင်တွေကိုအလောမြတ်ကိုစားစားစေပြီးတဲ့စကားလုံးတွေကိုအစားထိုးပေးလိုက်တဲ့အခါအနည်းဆုံးတော့ပြင်းလို့ပြီးဆိုရဲမယ်တော့သက်သုတ်တဲ့စကားလုံးတွေမတုံးပြီးတော့ပဲနဲ့ကြီးကျယ်မြင့်မြတ်ဆန့်ရှင်းတော်မူရဲ့အလောမြတ်ကိုပဲတရိယာတစားစေပြီးအောင်လို့ပေါ့ဟုတ်သဘောပေါက်ပါပြီအခုအရင်ညီမတို့ထုတ်လွှင့်ပေးတဲ့အင်ချောင်းလာဆိုရင်တန်စင်ကလည်းကောင်းစားသားတွေကလည်းမိုက်တော့အဲ့ဒီတော့ကလူငယ်တွေရဲ့ရင်ထဲမှာဆွဲညှိလွယ်ခဲ့တယ်လေအဲ့ဒီတော့ကထုတ်လွှင့်ပေးလိုက်တော့လူငယ်တွေသရှင်စုညှိမိတဲ့အခါမှာအဲ့ဒါကိုပဲအော်ဆိုနေမိတာတွေကိုညီမကိုယ်တိုင်တွေ့လိုက်ပြီးတယ်ကိုရဲ့အဲ့ဒါပဲပေါ့စိတ်ထဲကတော့သဆွန်ကြီးညူကဲပြီးရင်တော့လောရှမက်နံပါတ်တစားသိမိတာကျင်းနူးလန်သောသစင်ကဏ္ဍရဲ့ဒီမှာရွေချက်ပဲဖြစ်တယ်ပေါ့ညီမလည်းဘူးလောက်သဘောပေါက်လောက်ပဲတင်ပါတယ်ဟုတ်ကဲ့ပါဘူး။အားလုံးတွေ့မကောင်းမှုတွေကဘယ်လားလာမယ်လာတဲ့နာဟက်ဆိုတဲ့အမှန်တရားရဲ့ဖြန့်ကျက်ပြီးပြန်လဲတိုက်ပေါ်မှာပဲလေဟုတ်တယ်နော်ကိုအခုပြောနေအောင်ကြာသွားပြီ။ဘာကြည့်ကြတာဆိုရမဟာတဲ့ရဲ့ဗ
Ramadan တေးကြပြောဒါစင်ကိုပြိသက်ကြီးလည်းစောင့်နေလောက်ပြီဟုတ်ကဲ့ပါကိုပြိသက်ကြီးရှင်ကျမတို့လင်းမြတ်ဝန်းမှာပတ်စဉ်စနေနေ့ည9:00နာရီမှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့ကျင်းနူးလွင်တောတာစင်ကဏ္ဍကနေဒီတစ်ပတ်အတွက်တော့ကဘာကျော်အစ္စလာမ်အစိုးရကြီးတူဖြစ်တဲ့မဟာဇင်ရဲ့ယနေ့နိုင်ငံတကာမှာဘာသာစကားမျိုးစုံနဲ့ထိတန်းပြည့်နေတဲ့ရမ်ဇန်အမည်ရှိတဲ့တေးသရှင်တွေကိုမြန်မာဘာသာပြန်ပြီးတင်ပြပေးလိုက်ပါတယ်နော်ပြိသက်ကြီးလည်းကျင်းနဲ့အားရမယ်လို့ယုံကြည်မိပါတယ်မြင်မြင်လာတဲ့လမ်းမြရမ်ဇန်မှာသင်နေနားတော်နဲ့မပြီးတော့ကြဘူးလေပြိသက်ကြီးကိုမြတ်ထားရက်ခံပါတယ်နော်တကယ်လို့များစိတ်မထိန်နိုင်လို့ပြိသက်ကြီးကသချင်းတွေနားထောင်ကြတော့မယ်ဆိုရင်တော့တခြားသချင်းတွေထက်အစ္စလာမ်ဒေသစင်တွေကိုပဲနားထောင်ပြီးတော့အစိုးရကအကောင်းကိုစိတ်ဥကြဖို့တိုက်တွန်းပြရစီနော်မွတ်စလင်တိုင်းသတ်မှတ်တာမြင့်ချက်တွေကိုချောင်းနိုင်ကြပါစေလမ်းမြရမ်ဇန်အပေါ်တန်ဖိုးထားချစ်စိတ်ပွားပြီးကောင်းမှုများပြုလုပ်နိုင်ကြပါစေဒီသားစုဆွေမျိုးပေါင်းသင်းများနဲ့အတူပျော်ရွှင်ချမ်းမြေ့စွာဖြင့်သာရနေထိုင်နိုင်ကြပါစေလို့သူကပြောလိုက်ရပါတယ်High, you spread my wings and fly me to the sky. I feel so alive, it's like my soul thrives in your light. But how I wish you'd be here with me all year around. Ramadan, Ramadan, Ramadan ya Habib, Ramadan, Ramadan, ليتك دوما قريب. Love is everywhere, so much peace fills up the air. Ramadan, month of the Quran, I feel it inside me, strengthening my iman. But how I wish you'd be here with me all year around. Ramadan, Ramadan, Ramadan ya Habib, Ramadan, Ramadan, ليتك دوما قريب. I just love the way you make me feel. Every time you come around, you breathe life into my soul. And I promise that I'll try throughout the year to keep your spirit alive. In my heart it never dies. Oh, Ramadan. Ramadan, Ramadan, Ramadan ya Habib, Ramadan, Ramadan, ليتك دوما قريب. Ramadan, Ramadan, Ramadan ya Habib, Ramadan, Ramadan, ليتك دوما قريب, ليتك دوما قريب.
Assalamu alaikum everyone, this is Brother Maher Zain. For my latest news and updates, join me on Facebook, follow me on Twitter. Salam.